industry Hello အားလုံးပဲမင်္ဂလာပါရှင်ဆုရပေတို့လက်ကရောင်းဝယ်ရနေကြိုဆိုပါရစေအခုဗာလေးနဲ့မိတ်ဆက်ပေးမလဲဆိုတော့အမားတို့အတွက်လုံးဝပစ္စည်း quality ပူစုပတ်ဆက်ကိုမှတစ်တန့်နေတဲ့တစ်ချိန်မှပယ်စရာမလိုအောင်ကောင်းတဲ့ဒီအသားဆုံးခေါင်းဝန်တို့လေးပေါ့နော်ဈေးကိုကြားရင်အမားတို့နားကြမှာမယ်နော်ကျွန်မတေချာလေးပြောပြမယ်ရှင်ဈေးကလုံးဝ amazing share တန်တော့6သိန်းတောင်မပြည့်တဲ့ဈေးလေးနဲ့ဒီလိုမျိုး45 kg LDS တရားနဲ့20ပင်ခွင်းတစ်စိတ်ကလေးကိုရမှာဖြစ်ပါတယ်။ तू ကအထည်ယူရတဲ့ပြောမှဆိုဘယ်လောက်ပါလဲဆိုတော့တရားနဲ့မှ40ဝန်းကျင်လောက်ထိတော့ပါတယ်မတို့ရေ။ तू ကအတိုအရှည်ရောပါ။ကျမတို့ဘန်ကောက်လုံးနေတောင်မှအတိုသီးတန်တောင်9သိန်းကျော်ပေါက်တဲ့အချိန်မှာဒါကအတိုရောရှည်ရောလုံးဝမျှတဲ့အပြင်ကိုလုံးဝထိရက်ခံရစရာမရှိအောင်တက်တန့်နေတဲ့ quality မျိုးကိုပြန်ပြီးတော့ရတဲ့အပြင်ကိုဈေးကမထင်မှတ်ထားလောက်တဲ့ဈေးလေးနဲ့ဖြစ်တဲ့ကြောင့်မို့လို့အမားတို့လုံးဝမဖောက်ဘူးဆိုရင်တော့မှဖောက်ကြည့်တဲ့မျိုးစားကောင်းတုံးလေးဖြစ်ပါတယ်ကျမတို့စုတက်မှာဝယ်ဘူးတဲ့ customer တွေအားလုံးသိလိမ့်မယ်ရှင်ကျမတို့စုတက်ကပစ္စည်းမကောင်းဆို customer လက်ထက်ကိုမရောင်းဘူးဘာလို့လဲဆိုတော့ကျမတို့ရေရှည်လုံးနေတဲ့လူတွေဖြစ်တဲ့ကြောင့်မလို့နာမည်ပြတ်မခံနိုင်ဘူးအဲ့အတွက်ကြောင့်မလို့ကျမတို့ဒီပစ္စည်းကောင်းမှကိုကြိုက်ပြီဆိုမှကိုကလက်ကားကိုရောင်းပေးတာပါပြီးတော့ကျမတို့စီကဝယ်သမျှပင်ကွင်း LB တခြားတစ်စိတ်အားသားတစ်စိတ်ပြောပေါ့နော်ဆိုတော့အဲ့ဒါလေးတွေအတွက်လည်းပစ္စည်း quality ကိုအာမခံပေးတာပါတယ်ဒီအထက်ကဘာလေးတွေပါလဲဆိုတော့အသားဆိုအစုံပါပါတယ်ရှင်အသားဆုံးခေါင်းရောအတိုအရှည်အရော LDS 120လို့ခေါ်ပါတယ်6သိန်းတော့မပြည့်တဲ့ဈေးလေးမို့လို့မမတို့လုံးဝကိုမဖြစ်မနေစမ်းကြည့်တဲ့နယ်လို့ကျမတို့အကြံပြုပြစေနော်ဒီအောင်မှဂျောကြည့်တဲ့ customer တွေဆိုလို့ရှိရင်လည်းစိတ်တိုင်းကြအောင်ကျမတို့ကဂျောလေးတွေပြည့်ပြီးတော့ရိုက်ပြီးတော့ပို့ပါတယ်တယောက်ကို3လုံးကတော့ဟိုပါပေါ့နော်အများဆုံးကျမတို့ရိုက်ပြီးတော့ပို့ပါတယ်အဲ့3လုံးနဲ့မှမတို့ကြိုက်တဲ့လုံးလေးကိုရွေးချယ်ပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်ရှင်တော့ခေါင်းကဖောက်မယ်ဆိုလို့ရှိရင်လုံးဝမဖောက်ဘူးဆိုရင်ဖောက်ကြည့်ခေါင်းဖောက်မယ်ဆိုလို့ရှိရင်အမတို့ဒါကိုမဖြစ်မနေရွေးပြီးတော့စမ်းကိုစမ်းကြည့်တင်တယ်လို့ကျမတို့အကြံပြုပြစေရှင်အားလုံးပဲတက်တာကျေးဇူးများကြီးတင်ပါတယ်ရှင်တတာ